ဟာဗျာနောင်ကြီးကလည်းနီလန်းကောင်းဆိုတာတယောက်တည်းသိထားရဲ့နောက်တစ်ချိန်မှာတိမ်ကောပြောက်ွယ်သွားလိမ့်မယ်ဗျနောင်ကြီးသိတဲ့မိမနိုင်ကြီးလေဆရာရဲ့များမကြသေးတဲ့အချိန်ကာလတစ်ခုတုန်းကပဲခူးမျိုးရွှေမော်တော်ဖျားကြီးနေမှာအဖိတ်နေဈေးဆိုပြီးတော့စီစီကားကားနဲ့တစ်ပတ်မှာတရက်တာဖွင့်တဲ့ဈေးကြီးတစ်ခုရှိခဲ့ဘူးပါတယ်တော်ရဲ့မျိုးရွာမကျန်အနီးနားကရောင်းသူဝယ်သူများနဲ့အလွန်စီကားလာတဲ့နေရာကြီးတစ်ခုပါမိမဖြစ်သူတွေကိုဈေးလိုက်ပို့တဲ့ယောက်ျားသားများကတော့ဈေးနဲ့မဝေးလာတဲ့ဇရက်ကြီးမှာစူဝေးပြီးနားနေကြပါတယ်ဒီလိုနဲ့ကြားတော့လဲယောက်ျားသားတွေတဘာဝအချင်းချင်းတွေးပါမြင်ပါများတော့လဲရင်ဖွင့်ကြတော့တာပေါ့ဟောဒီကောင်မိတ်ဆွေတို့ကျုပ်ခမရတို့နဲ့ခင်လာတာလဲကြားပါပြီဗျာတခုတော့ကူညီကြစမ်းပါအောင်မိမစီကနေအရဖိုးတောင်းလီလေးမျှဝေကြစမ်းပါဗျာအဲ့ဒီခါမှာလူအုပ်ကြီးကလည်းအတန်တွေရွာစီနဲ့ထွက်လာကြတော့တာပေါ့ထိုခါမှာတယောက်ကလည်းထပြောလိုက်ပါတယ်ဟေးငါကတော့မိမကိုမအိတ်ခင်စက်ကြောဆွဲပေးပါမယ်ပြောပြီးတော့ချော့တောင်းရတာပေါ့ဟေ့အမြဲတမ်းတော့လည်းမရဘူးပေါ့ကွာရတဲ့ခါလဲတောက်မရတဲ့ခါလဲငတ်ပေါ့အဲ့ဒီခါမှာလူအုပ်ကြီးကလည်းဝါကလေးထရီကြတော့တာပေါ့နောက်တစ်ယောက်ကလည်းအားကြမခံနဲ့ထပြောပြန်มาတော့တယ်ငါကတော့ပတ်စံရရင်ဘယ်တော့မှအကုန်မအပ်ဘူးကွာနည်းနည်းတော့ထရန်ချညှက်ပြီးဖွက်ထားရတာပဲလက်ဖြန့်တောင်းစရာမလိုတော့ဘူးပေါ့ကွာအရက်နဲ့ရရင်လည်းပြဿနာမရှိဘူးဘယ်သူကတိုက်လိုက်တာပါဘယ်ညာတိုက်လိုက်တာပါဆိုပြီးတော့ရွှေ့လိုက်ရင်ပြီးတာပဲနည်းနည်းတော့လည်းအခက်မသိရင်တော့အစဲခံရတာပေါ့ကွာအဲဒီခါမှာလူအုပ်ကြီးကတဝါးနဲ့ပွဲကြသွားပြန်ပါတယ်ဒီခါမှာတော့အားလုံးနဲ့မတူတမူထူးကြတဲ့လူတစ်ယောက်ကထွက်လာပြန်ပါတယ်မိတ်ဆွေတို့ကညံ့တာဗျကျွန်တော်ရဲ့ပုံစံတစ်မျိုးမိမကိုတခါတည်းပြောပြီးသားငါမတော့ရရင်မပါဘူးလို့ကြိုပြောထားတော့မိမဆိုတာမျိုးကလည်းသူ့လိုရင်တော့တစ်မျိုးဗျယောက်ျားကြီးအကျွေးတွေပိုနေတယ်ယူထားအောင်မလားဆိုရင်ဟဲ့အဲ့ဒါဘာဖို့လို့အရက်ဖိုးလေးပေါ့ဗျာဟေးလူခမရရဲ့အကြံကတဲပိုင်ပါလားဗျဒါဆိုခမရနေ့တိုင်းတောက်ရဖို့မလွယ်ဘူးလေဗျာခမရမိမကနေ့တိုင်းဘာခိုင်းနေတာဆိုရင်တော့ခမရအရက်ထန်နဲ့ဘာထန်ပြီးပြီးတော့တေဖို့ပဲရှိတာပဲဗျာဟေးနေ့တိုင်းတော့ရမလားဗျဂျားရက်တွေကိုတော့မိမမသိအောင်ထမိန်ပေါင်ပြီးတောက်တာဗောဟာဘာဘိုးလေးရတဲ့ခါကျတော့လဲတောက်လဲတောက်ရွေးလဲရွေးဖို့ကွာမိမများမရှိချင်းယောက်ျားများမှာကိုယ်စီအတွေ့အကြုံလေးတွေဖလှယ်ရင်းနဲ့နောက်ဆုံးမှသိလိုက်ရတာကတော့အားလုံးကမိမကြောက်နေရမှပေါ်သွားတော့တာပေါ့အဲဒီခါမှဩဇာသံပါနဲ့လူကြီးတယောက်ကထပြီးတော့ငါကောင်တို့ရေဒီပုံစံတိုင်းဆိုရင်ငါတို့တွေကမိမကြောက်နေရတာပဲကဲမညာတန်းပြောမယ်ဗျာကျုပ်လည်းမိမကြောက်တဲ့ထဲမှာပါတာပဲဗျဘာလို့ဆိုကျုပ်တို့ကအစင်လာကြည့်တဲ့ပဲခူးသားတွေမဟုတ်လားအဲ့တော့မိမကြောက်တဲ့သူတွေကဒီဘက်မှာလာကြဗျာမကြောက်တဲ့သူတွေကတော့ထိုင်ရကမထနဲ့ဒီလိုနဲ့ကိုရွှေပဲခူးသားကြီးများကလည်းနောင်ရည်အတွက်စိတ်အေးရအောင်သူရဲကောင်းရွေးချယ်ရတော့တာပေါ့လူတိုင်းဟာဇရက်ရဲ့တစ်ဖက်မှာအားလုံးစုဝေးပြီးတော့ပြုံးစီစက်ဖြည်းများနဲ့မိမကြောက်သူများဖြင့်မတိမတာဝန်ခံနေကြချိန်မှာလူအုပ်ကြီးကိုဂယုမဆိုင်ဖဲနဲ့အပြင်ကိုငေးပြီးအေးဆေးအိန္ဒြေမပြတ်ထိုင်နေတဲ့ယောက်ျားတစ်ယောက်ကတော့မိမမကြောက်တော့သူဖြစ်တယောက်တည်းထိုင်ရမထရှိနေတော့တာပေါ့လူအုပ်ကြီးရဲ့မျက်လုံးများကသူရဲကောင်းတစ်ယောက်ကိုမြင်လိုက်ရသလိုအားကိုးတကြီးနဲ့ထိုးသူကိုဝိုင်းကြည့်နေကြတော့တာပေါ့အဲဒီခါမှလူအုပ်ထဲကနေပြီးတော့ပြို့နောင်ကြီးဟေးခမရကမိမမကြောက်ဘူးပေါ့ဟုတ်လားလူအုပ်ထဲကလူတစ်ယောက်ကထိုင်နေတဲ့လူကိုမေးလိုက်ပေမဲ့ထိုင်နေတဲ့လူကတော့အပြင်ကိုငေးကြည့်နေပြီးလှဲ့တော်မကြီးအရေးမပါတာတွေကိုအရာမလုပ်သူတယောက်လိုတီကြည်လွန်းလာပါတယ်ဒါနဲ့လူအုပ်ကြီးကအဲ့ဒီလူနာကတ်သွားပြီးတော့အားလုံးကတယိုတသေးတလေးတစားနဲ့ကျွန်တော်တို့နောင်ကြီးကိုလေးစားပါတယ်ဗျာကဲနီးလန်းလေးတော့မျှဝေပါဗျာအားလုံးကလည်းစိတ်ဝင်စားနဲ့လိုချင်နေလို့ပါနောင်ကြီးကထိုခါမှသာထိုင်နေတဲ့လူကသတိဝင်ပြီးတော့လူအုပ်ကြီးကိုကြည့်လိုက်ပါတယ်ဗျာဘာကိုမျှဝေသေးချင်တာလဲဗျဟာဗျာနောင်ကြီးကလည်းနီးလန်းကောင်းဆိုတာတယောက်တည်းသိထားရဲ့နောက်တစ်ချိန်မှာတိမ်ကောပြောက်ွယ်သွားလိမ့်မယ်ဗျ
နောင်ကြီးတည်တဲ့မိမနိုင်နီးလေဆရာရဲ့အဲ့ဒီခါမှတီကြီးလုံးလာတဲ့လူကြီးကမျက်နှာများပြက်ခါဟာဗျာကျုပ်ကိုမိမကသူပြန်လာတဲ့အထိဒီနေရာကမထားနဲ့လို့ပြောထားခဲ့လို့ဗျအခုတေးရပေါက်ချင်နေပြီမိမကပြန်မလာသေးတော့ထမပေါက်ရဲလို့ကြိတ်မိပြီးထိုင်းနေတာဘဲကမိမနိုင်နီးတွေလာတောင်းနေတာလဲဗျာကျုပ်ကမိမမျောနေတာဗျာခမည်းတော်ကတမောက်ထိုကမှသာလူအုပ်ကြီးကမျောလင်းချက်များပြည့်စည်သွားသလိုဟာတွားပါပြီကွာငါတို့မှာတော့သူရဲကောင်းကြီးထင်နေတာဆရာသမားကကိုရီထက်ဆိုးနေတာဟာမိမခွင့်မပြုရင်တေးတောင်ထမပေါက်ဘူးတဲ့လူကြီးမှာတဝါဝါတဟာဟာနဲ့မိမများဈေးပြန်လာတာမြင်မှသာချီးပေါက်တံပင်မကြရငြိမ်းချသွားပါတော့တယ်ကျွန်တော်ကဒီအကြောင်းကိုကြားလို့ဒီနေ့ထိဘဘိုးကတငယ်ချင်းကိုလှမ်းမေးကြည့်တော့တယ်သူပြောတာကတော့ငါတို့ကမိမကြောက်တာမဟုတ်ဘူးချစ်တာပါဆိုပြီးတော့မိမကမျက်နှာကြိုသွေးအရက်ဖိုးလေးတောင်ရဲရဲမတောင်းရဲပဲနဲ့မိမဖြစ်သူကမျက်စောင်းလေးခဲလိုက်ရင်တော့တဟဲဟဲနဲ့ဆက်ဖြဲဖြဲကြီးလုပ်ပြီးတော့နေပါတော့တယ်ခင်ဗျာ